ကလေးထိမ့်မလေးကကလေးကိုအစာခွန်းနေရင်အာယုံလွင့်သွားတာကြောင့်ကလေးရဲ့နှာခေါင်းပေါ်ကိုအစားအစာတွေရောက်သွားပါတယ်ကလေးလေးကတော့သူ့ရဲ့နှာခမ်းလေးကိုစူပုတ်လိုက်ပါတယ်ဒါကိုမြင်တော့ကောင်းမလေးလည်းချက်ချင်းတောင်းပန်လိုက်ပါတယ်ဘာလို့လဲဆိုတော့သူမကကလေးလေးတွေးနေတာတွေကိုနားလည်နိုင်လို့ပါကလေးလေးကနောက်တစ်လုပ်ကိုအကြီးကြီးခွန်ပေးဖို့တောင်းဆိုပါတယ်ကောင်းမလေးကချက်ချင်းပဲဂယုတစိုက်နဲ့ဆက်ပြီးခွင့်ကြွေးပေးလိုက်ပါတယ်တကယ်တော့မကြသေးခင်ကမှသူမရဲ့မွေးစားမိခင်နဲ့မွေးစားအကိုတို့ကအိမ်တကားဝက်မှာလာပြီးပြဿနာရှာခဲ့ကြပါတယ်ကောင်းမလေးကတထေးမိသားစုမှာကလေးထိန်လုပ်နေတဲ့အတွက်သူမစီမှာပတ်စံတွေအများကြီးရှိရမယ်လို့သူတို့ကထင်နေကြတာပါမွေးစားမိခင်ကသူမစီကနေဒေါ်လာလေးတိန်တိုက်ရိုက်ပဲတောင်းဆိုပါတော့တယ်အကိုဖြစ်သူကလည်းအဲ့ဒီပတ်စံဟာတထေးမလေးတယောက်ကိုလက်ထပ်ဖို့အတွက်လို့ပြောပါတယ်ဒါပေမဲ့ကောင်းမလေးကတော့သူတို့နဲ့ဘာမှမပတ်သက်ချင်တော့ပါဘူးကောင်းမလေးထွက်သွားတော့မလို့လုပ်တဲ့အခါမွေးစားမိခင်ကသူမကိုတိုက်ရိုက်ချင်းချောက်ပါတော့တယ်မွေးစားမိခင်ကကောင်းမလေးရဲ့မှတ်ပုံတင်ကိုထုတ်ပြကသူမရဲ့ကိုရေးချက်လက်တွေကိုတုံးပြီးသူမနာမည်နဲ့အတိုးကြီးတဲ့အကျွေးတွေယူပစ်မယ်လို့ချင်းချောက်ပါတယ်ကောင်းမလေးကအကျွေးနုံထဲနဲ့သွားရင်သူမရဲ့အလုပ်ပြုတ်သွားလိမ့်မယ်လို့မိခင်ကယုံကြည်နေတာပါကောင်းမလေးကအရန်ဒေါသထွက်သွားပေမဲ့မိခင်ကတော့အဲ့ဒီပတ်စံကို3ရက်အတွင်းပေးဖို့တောင်းဆိုလိုက်ပါတယ်ကောင်းမလေးခမများအရန်စိတ်တူနေပေမဲ့လည်းရှောင်ရဲစရာနီးလမ်းမရှိခဲ့ပါဘူးညစာစားနေတော့ကလေးလေးကကောင်းမလေးတစ်ခုခုဖြစ်နေတဲ့ဆိုတာကိုချက်ချင်းသတိထားမိသွားပါတယ်တထေးကြီးရဲ့မိသားစုပျော်ရွှင်နေတာကိုကြည့်ပြီးကောင်းမလေးလည်းပျော်ရွှင်ရပေမဲ့သူမရဲ့ရက်ဆက်တဲ့မွေးစားမိခင်ကြောင်းတွေးမိတဲ့အခါမကြခင်သူမလှုပ်ထွက်ရတော့မယ်လို့ခံစားနေရပါတယ်ကလေးရဲ့မိခင်ကသူမကိုပြဿနာတစ်ခုခုရှိလားလို့မေးပေမဲ့ကောင်းမလေးကတော့မရှိပါဘူးလို့ချက်ချင်းညှင်းလိုက်ပါတယ်အဖွားဖြစ်သူကလည်းအကူကြီးလိုအပ်ရင်တောင်းဆိုဖို့ဝင်မလေးပါနဲ့လို့ပြောလိုက်တာကြောင့်ကောင်းမလေးမှာအရန်ကိုပြည့်ရှိတယ်လို့ခံစားနေရပါတယ်အဲ့ဒီအချိန်မှာတထေးကြီးကသူမနာမည်ကိုခေါ်လိုက်တဲ့အတွက်ကောင်းမလေးလည်းမတ်တက်ရက်ပြီးတထေးကြီးရဲ့မိသားစုတစ်ခုလုံးကိုတောင်းပန်ပါတော့တယ်ပြီးတော့သူမရဲ့မွေးစားမိခင်စီကနေချင်းချောက်ခံနေရကြောင်းဝန်ခံလိုက်ပါတယ်ဒေါ်လာလေးသိမ့်မပေးရင်သူမကဆက်ပြီးပြဿနာလာရှာနေမှာပါလို့ဆိုပါတယ်ဒါကိုကြားတော့တထေးကြီးကသူမဟာအလုပ်စာချုပ်ကိုချိုးဖောက်လိုက်ပြီးဖြစ်ကြောင်းနဲ့စာချုပ်ဖောက်ဖျက်မှုအတွက်ကြီးမားတဲ့ဒဏ်ကြေးပေးဆောင်ရမယ်လို့တတိပေးလိုက်ပါတယ်ဒါပေမဲ့ကောင်းမလေးကဆက်ပြီးမလိမ့်ညာခြင်းတလို့ဘာမှလည်းထပ်မဖုံးကွယ်ထားခြင်းတော့ပါဘူးသူမကိုယ်တိုင်အလုပ်ထွက်ပေးမှဖြစ်ပြီးဒဏ်ကြေးတွေအားလုံးကိုလည်းတာဝန်ယူပါမယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်တာနဲ့ကလေးလေးကအကျယ်ကြီးအောင်ငိုပါတော့တယ်ကောင်းမလေးကသူ့ကိုအမြန်သွားချော့ရပါတယ်ကလေးလေးကသူမကိုထွက်မသွားစေချင်ဘူးလို့ပြောရင်ငိုနေတာပါမိခင်ဖြစ်သူကလည်းကောင်းမလေးကိုအလုပ်မထုတ်ဖို့တထေးကြီးကိုချက်ချင်းတောင်းဆိုလိုက်ပါတယ်အဖွားဖြစ်သူကအနားကိုလာပြီးသူမကိုနှစ်သိမ့်ပေးကအလုပ်မထွက်ဖို့ပြောပါတယ်ကောင်းမလေးကအရန်သဘောကောင်းတဲ့သူဆိုတာကိုအဖွားဖြစ်သူကောင်းကောင်းသိနေလို့ပါသူမကိုကာကွယ်ပေးမယ်လို့လည်းကတိပေးပါတယ်တထေးကြီးကကောင်းမလေးရဲ့ကိုရေးမှတ်တမ်းကိုယူလာဖို့အိမ်တော်ထိန်ကိုခိုင်းလိုက်ပါတယ်တကယ်တော့ကောင်းမလေးရဲ့မိသားစုအခြေအနေကိုသူကြိုသိနေခဲ့တာပါဘာလို့လဲဆိုတော့သူမကကလေးကိုတေချာခယူးဆိုင်ုံတာမကကလေးရဲ့မိခင်အသက်ကိုပါကယ်တင်ပေးခဲ့လို့ပါပဲတထေးကြီးကကောင်းမလေးကိုအလုပ်ထုတ်ဖို့ဘယ်တော့မှမရည်ရွယ်ခဲ့ပါဘူးဒီချက်ကပဲသူမကိုချက်ချင်းစိတ်သက်သာရသွားစေပါတယ်အဖွားဖြစ်သူကလည်းအကူကြီးလိုအပ်ရင်ပြောပြဖို့ဝင်မလေးဖို့နဲ့မိသားစုတစ်ခုလုံးကသူမကိုထောက်ပံ့ပေးမယ်လို့ပြောပါတယ်ကောင်းမလေးလည်းအရန်ကိုဝမ်းသာပီတိဖြစ်ပြီးမျက်ရည်ကျလာပါတော့တယ်တထေးကြီးကတော့သူမကိုဒီနေ့ကောင်းကောင်းနားယူဖို့ပြောလိုက်ပါတယ်ပြီးတော့သူကသူမရဲ့မွေးစားမိခင်ပြဿနာကိုဖြေရှင်းပေးဖို့အတွက်မနက်ဖြန်သူမနဲ့အတူသွားဖို့စီစဉ်လိုက်ပါတော့တယ်